Hello, Studies of English for IELTS မှာကြိုဆိုပါရှင်။ကျွန်မကတော့ IELTS ကျောင်းသားပေါင်းများစွာကို High Band Score Achievers တွေဖြစ်လာအောင်ဆယ်စုနှစ်20ကြာလေ့ကျင့်သင်ကြားပေးလာတဲ့ Teachers ကလည်းဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့မိမိရဲ့သားသမီးတွေကိုအင်္ဂလိပ်စာထူးချွန်စေချင်ကြတဲ့မိဘတွေရဲ့အတွက်သတင်းအသက်လေးတစ်ခုပါချင်ပါတယ်။ဒီ February လတတိယအပတ်ကနေစပြီးတော့ပုံမှန်ဖွင့်နေကြ English Proficiency Classes တွေနဲ့ IELTS Classes တွေအပြင် Cambridge Exam တွေဖြစ်ကြတဲ့ Starters, Movers, Flyers, KT, PET, FC နဲ့ CAE Class တွေအပြင် IGCSE English Classes တွေကိုပါဖွင့်လှစ်သင်ကြားပေးသွားတော့မှာဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်သင်ကြားပေးမှာပါနော်။ဒီတော့ In-person class တွေကို online class တွေကိုသင်ကြားပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့မိဘတွေအနေနဲ့အောက်ကဖုန်းနံပါတ်တွေကနေတဆင့်အသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်။ Viber ကို Telegram ကိုဖွင့်ထားပေးတာဖြစ်တဲ့အတွက် message ပို့ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ် comment မှာမှန်ပြီးပဲဖြစ်ဖြစ်စုံစမ်းပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။